လာပါလိမ့်မယ်တခြားတစ်ဖက်မှာတော့သူ့ရဲ့အိမ်မက်ဆိုးကြီးကလည်းတဖြည်းဖြည်းရှေ့တိုးလာပါတယ် ICC ရှေ့နေကလည်းသူ့ကိုဖမ်းဝရမ်းထုတ်ဖို့တင်ပြထားပြီးပါပြီဒီကြားထဲမှာတောမီလောင်မာတဲ့ဆိုမှအာဂျင်တီးနားကတကြီးကြီးဆိုတာမျိုးလိုမျိုးပဲသူတို့ကလည်းဖမ်းဝရမ်းထုတ်လိုက်ပြန်ပါသေးတယ်။ဥကွာဘာဖြစ်တာမှတ်လို့ပူတင်တို့နက်တန်ယာဟုတို့ကိုလည်းထုတ်သွားထားတာဖမ်းနိုင်တာမှမဟုတ်ပဲလို့အားခဲပြီးတော့မန်တင်းထားကမှအခုဒူတာတေးရထပြီးတော့ဖမ်းခံလိုက်ရပြန်ပါပြီ။စိုးပါတယ်။တော်တော်ကြီးကိုစိုးရတယ်ဗျာ။ဒါမျိုးတွေဖြစ်နေသမျှဘုံမင်းအောင်လှိုင်ကဘယ်တော့မှစိတ်ဆက်ဆွေးနွေးလှုပ်မှာမဟုတ်ပါဘူး။စိတ်ဆက်ဆွေးနွေးပြီးတော့မင်းတို့ငါ့ကို ICC ပို့မှာမဟုတ်လားလို့သူတွေးနေပါလိမ့်မယ်။သမရယာဒူကလွဲပြီးတော့သူ့ကိုကဲတင်နိုင်မဲ့အရာဘာမှမရှိဘူးလို့သူကဆက်ပြီးတော့တွေးခေါ်လာတော့မှာပါ။ရှေ့ကလမ်းကြောင်းတိုင်းပဲဆက်ပြီးတော့တွေးကြည့်မယ်ဆိုလို့ရှိရင်သူ့အတွက်အဖြေဟာဒီအဖြေပဲထွက်ပါလိမ့်မယ်။အကျွင့်မဲ့အာဏာမှတပါသူ့ကိုအကာအကွယ်ပေးနိုင်တဲ့အရာဘာမှမရှိဘူးလို့သူတွေးမှာပါ။မသေးခင်သမရကြီးဖြစ်လိုက်ခြင်းလဲဆိုတာဟာသူ့အိမ်မက်ကောင်းတဲ့အိမ်မက်ဆိုးနှစ်မျိုးစလုံးကိုထင်ဟပ်တဲ့စကားလုံးပါ။တစ်ခုကသေးတာတစ်ခုကသမရကြီးဖြစ်တာ။အဲ့ဒီသူ့ရဲ့အိမ်မက်ကောင်းတဲ့အိမ်မက်ဆိုးနှစ်မျိုးစလုံးဖြစ်လာနိုင်ပါတယ်။အိမ်မက်ကောင်းအတိုင်းသမရကြီးလည်းဖြစ်လာနိုင်ပါတယ်။သူ့ကိုယ်သူခန့်တဲ့သမရကြီးပေါ့လေ။အိမ်မက်ဆိုးအတိုင်း ICC ကိုရောက်နိုင်တဲ့လမ်းကြောင်းကလည်းတဖြည်းဖြည်းနဲ့ပေါ်လာပါပြီ။ဒူတာတေးရဲ့တွားရလမ်းအတိုင်းပါ။